မင်္ဂလာပါ animation မဆုံးများ series video 3ကနေကြိုဆိုပါရစေဒီ video လေးမှာတော့ကျွန်တော်တို့ရဲ့ပထမဆုံး animation နဲ့ in between ကိုဘယ်လိုလုပ်လဲကူလုပ်ရမလဲဆိုတော့ပြပြပေးမှာဖြစ်ပါတယ်ကျွန်တော်အရင်ကပြောထားသလိုပဲဒီ video လေးကိုတော့ on 3 နဲ့လုပ်မှာဖြစ်ပါတယ်ကျွန်တော်ကညံသိပ်ကောင်းတဲ့လူမဟုတ်ဘူးဆိုတော့ဒီဥစ္စာကိုလွယ်အောင်လုပ်ပြီးတော့ perspective ဆို physics ဆိုမေ့လိုက်ကြမယ်နော်ကျွန်တော်မှာဘောလုံးလေးတစ်လုံးရှိရယ်ဒီဘောလုံးလေးကိုကျွန်တော်တို့ကဒီနေရာကနေဒီနေရာကို20 frame အတွင်းမှာသူ့ကိုရွှေ့ချင်တယ်အဲဒီတော့ကျွန်တော်ရဲ့ပထမဆုံးပုံလေးကိုဒီစမှတ်မှာနေရာချပြီးသူ့ကို A1 လို့နာမည်ပေးမယ်ပြီးရင် A1 မှာအဝိုင်းလေးဝိုင်းပေးမယ်ဒီဝိုင်းလေးကဒီ drawing က key drawing ဖြစ်တယ်ဆိုတာကိုပြောပြတာဖြစ်တယ်ဒီ drawing ကကျွန်တော်ရဲ့ animation ရဲ့အစမှာရှိတဲ့ပုံဖြစ်တဲ့အတွက်ကြောင့်မလို့သူ့ကို frame number 1မှာထည့်ပါမယ်ပြီးရင်တော့ကျွန်တော်ဆုံးမှနောက်တစ်ပုံထပ်ဆွဲမယ်ပြီးတော့ရင်သူ့ A2 လို့နာမည်ပေးပြီးသူ့ကိုလည်း key frame ဖြစ်ကြောင်းအဝိုင်းလေးဝိုင်းပေးပါမယ်ပြီးရင်တော့ကျွန်တော်တို့ n ဆိုပြီး label လေးထပ်တက်ပေးမယ်ဒါဘာလို့လဲဆိုတော့ဒီပုံကကျွန်တော်တို့ဒီ A cell level ရဲ့နောက်ဆုံးပုံဖြစ်တယ် A cell level ကိုအခုခေတ်ဆိုရင်တော့ကျွန်တော်တို့ layer A လို့ခေါ်မယ်ထင်ပါတယ်ဒီပုံကတော့နောက်ဆုံးမှာရှိမယ်ဆိုပေမဲ့ကျွန်တော်တို့ကတပုံကို3က expose လုပ်မှာဖြစ်တဲ့အတွက်ကြောင့်မလို့ဒီပုံကိုတော့ frame number 19မှာထည့်ပါမယ်အဲဒီတော့ကျွန်တော်တို့က in between လုပ်တဲ့အချိန်မှာကျွန်တော်တို့ရဲ့အရှိန်ကိုပြောင်းမသွားအောင်ဘယ်လိုလုပ်မလဲအဖြစ်ရတော့ရှင်းပါတယ်ကျွန်တော်မှာစပွားရင်ရောအဆုံးမှာရောရှိပြီးသားဆိုတော့ကျွန်တော်တို့ရဲ့ spacing ကိုတဝက်တောက်လျှောက်ခွဲပြီး on 3 ဖြစ်လာတဲ့အထိခွဲမှာဖြစ်ပါတယ်ကျွန်တော်က20 frame ရှိတဲ့ on 3 animation ကိုလိုချင်နေဆိုရင်21ကို3နဲ့စားပါမယ်အဲ့ဒီကနေပြီးကျွန်တော်တို့က9ပုံလိုရဆိုတာကိုအဖြေရပါမယ်ကျွန်တော်တို့ပုံ2ပုံဆွဲပြီးပြီဆိုတော့ကျွန်တော်တို့ကနောက်ထပ်5ပုံပဲဆွဲဖို့လိုတော့တယ်အဲ့တော့ကျွန်တော်ရဲ့အခုအခြေအနေကို imprinter ကိုကျွန်တော်တို့ကဘယ်လိုပြောမလဲဆိုတော့ spacing chart မှာကျွန်တော်တို့ကအရှိန်ပုံလေးလိုချင်ကြောင်းကိုပြရမှာဖြစ်ပါတယ် A1 နဲ့ A2 ကိုကျွန်တော်ရဲ့ spacing chart ရဲ့အစွန်းတစ်ဖက်မှာထည့်ပြီးကျွန်တော်တို့က spacing chart ကိုအစိတ်လေးတွေညီအောင်ပိုင်းပါမယ်ကျွန်တော်တို့ကပုံ5ပုံလိုချင်တဲ့အတွက်ကြောင့်မလို့ဒီမှာ5စိတ်ပိုင်းမယ်ပြီးရင်အပိုင်းတစ်ပိုင်းစီကို touch လေးတွေနဲ့အမှားသားလုပ်ပါမယ်ပြီးရင်တော့အပေါ်မှာမြင်းခွေးလေးထည့်ပြီးဒီမှာစိတ်ထားတဲ့အစိတ်လေးကတစ်စိတ်နဲ့တစ်စိတ်အကုန်လုံးညီရဲဆိုတာကိုထပ်ပြီးတော့သိကြအောင်ပြောပါမယ်ကျွန်တော်တို့နောက်ဆုံးအနေနဲ့တော့မြားလေးဆွဲပြီးကျွန်တော်တို့ကဘယ်ဘက်ကနေဘယ်ဘက်ကိုသွားနေအောင် in between လုပ်ရမလဲဆိုတာကိုပြပါမယ်ဒါဆိုရင်တော့ကျွန်တော်တို့က spacing ကတော့ပြဿနာရှင်းပါပြီtiming အတွက်ကကျွန်တော်တို့က in between နာကိုဘယ်ပုံကိုဘယ်ချိန်မှာပြရမယ်ဆိုတာကိုပြောရမှာဖြစ်ပါတယ်အဲ့လိုပြောဖို့သူကကျွန်တော်တို့က time sheet ဒါမှမဟုတ် exposure sheet ကိုသုံးရပါတယ်ကျွန်တော်တို့ number 1လေးကို A cell level ရဲ့ frame number 1မှာချရေးပါမယ်ပြီးရင်တော့ number 2လေးကို frame number 19မှာချရေးပါမယ်ပြီးရင်တော့အလယ်မှာ in between ပုံ5ပုံအတွက် dash လေးတွေရေးပါမယ်ပြီးရင်ဂရုစိုက်ရမှာက on 3ဆိုဟုတ်ရဲ့လားဆိုတာသိချစစ်ဖို့ပါပဲကီးကနေပြီးသားရဲ့လောက်ကတော့ဒီမှာပြီးပါပြီဒီတစ်ခေါက်တော့ကျွန်တော်တို့ကကို in between နာလို့ယူဆပြီး in between ကိုစပြီးလုပ်ကြပါမယ်in between အနေနဲ့ပထမဆုံးလုပ်ရမယ့်အလုပ်ကတော့ KA animator ကပေးထားတဲ့ပုံလေးတွေကိုအချောပြန်ဆွဲပြီး label လေးတွေပြန်တက်ရမှာဖြစ်ပါတယ်ကျွန်တော်ရဲ့ A1 ကတော့ A1 အတိုင်းပဲရှိမှာပါ A2 ကတော့ A7 ဖြစ်သွားပါတယ်ဘာဖြစ်လို့လဲဆိုတော့ဒီပုံကဒီ animation ရဲ့နောက်ဆုံးပုံမလို့ပါ in between လုပ်တော့မယ်ဆိုရင်ကျွန်တော်ကအမြဲတမ်းအလဲတက်ရပုံကနေအရင်ဆုံးစပြီးတော့ in between လုပ်ရမှာဖြစ်ပါတယ်ကျွန်တော်တို့ spacing chart ကိုကြည့်လိုက်လဲဆိုရင်အလဲတက်ရပုံကဒီပုံဖြစ်ပါတယ်ပြီးရင်တော့ဒီပုံက time sheet ထဲမှာဆိုရင်ဒီပုံဖြစ်ပြီးဒီကောင်က frame number 10မှာရှိရမှာဖြစ်ပါတယ်အဲဒီအတွက် frame number 10မှာပုံအသစ်ဆွဲပြီး A4 လို့နာမည်ပေးပါမယ်နောက်တစ်ပုံထပ်ဆွဲဖို့လို့ကျွန်တော်က spacing chart ကိုပြန်ကြည့်ပါမယ်ဒီတစ်ခါကျတော့ကျွန်တော်တို့အလဲတက်ဆွဲပုံဆိုတာမရှိဘူးဖြစ်နေပါတယ်အဲဒီအတွက်ကြောင့်ကျွန်တော်ကဒီပုံကိုပဲယူပြီး spacing chart ကိုကြည့်လိုက်တယ်ဆိုရင်ဒီပုံက A1 ကနေပြီးတော့3ပုံ2ပုံဝေးပါတယ်time sheet ကိုတွားကြည့်မယ်ဆိုရင်တော့ဒီပုံက frame number 9မှာရှိရမှာသိပါတယ်အဲ့ဒီအတွက်ကျွန်တော်က frame number 9မှာဒီပုံလေးကိုထည့်ပြီးဒီပုံလေးက A1 ကနေ3ပုံ2ပုံဝေးရမှာဖြစ်ပါတယ်ပြီးရင်တော့သူ့ကိုနာမည် A3 လို့ပေးပါမယ်နောက်တစ်ပုံအတွက်ကျွန်တော် spacing chart ကိုပြန်ကြည့်ပါမယ်ဒီတစ်ခါတော့ပုံအသစ်က A1 နဲ့ A3 ရဲ့ခလဲတက်မှာရှိရမှာဖြစ်ပါတယ်ပြီးရင်တော့ဒီပုံကိုကျွန်တော်က A2 လို့နာမည်တက်ပြီး time sheet အရာ frame number 4မှာထည့်ရပါမယ်โอเคအခုကဆိုရင်ကျွန်တော်နောက်ထပ်တစ်ချောင်းကိုလည်းအဲ့လိုပဲလုပ်ကြပဲ A5 က A4 ကနေ3ပုံ3ပုံကွာဝေးမှာရှိပြီးသူ့ကို frame number 73မှာထည့်ရမှာဖြစ်ပါတယ် A6 ကတော့ A5 နဲ့ A7 ရဲ့ကြားခလဲတက်မှာရှိပြီးသူ့ကို frame number 16မှာထည့်ရမှာဖြစ်ပါတယ်
time sheet မှာတော့အသစ်တက်ထားတဲ့ label လေးနဲ့အခုလိုမျိုးလေးဖြည့်ပေးရမှာဖြစ်ပါတယ် animation တွေကို play ကြည့်လိုက်ရင်တော့အခုလိုမျိုးလေးကျွန်တော်တို့ရဲ့ပထမဆုံး animation တွေကိုမြင်ရမှာဖြစ်ပါတယ်ကဲအခုဒီနားထိလိုက်ပြီးတော့နားထောင်နေရဆိုရင်တော့ကျွန်တော်ကကိုယ်ကိုဂုဏ်ယူလိုက်ပါလို့ပဲပြောချင်ပါတယ်အခုက information တော်တော်အများကြီးကိုတွတ်သွင်းပြီးပြောခံလိုက်ရဆိုတော့ဒီဗီဒီယိုလေးမှာကျွန်တော်တို့အဓိကမှတ်ထားရမှာကကျွန်တော်တို့က spacing တွေကိုတောက်လျှောက်ပိုင်းပြီးတော့ကိုလိုချင်တဲ့ standard fps စီရောက်လာအောင်လုပ်ရမှာဖြစ်ပါတယ်ဒီလိုလုပ်ခြင်းအပြင်ကျွန်တော်တို့ရဲ့ဘောလုံးရဲ့ရွေးနေတဲ့အရှိန်ကပုံသေးဖြစ်နေအောင်အလွယ်တကူထိန်းထားလို့ရပါတယ်ဒီနေ့ရောက်လောက်ပါပဲအားလုံးကိုကျေးဇူးတင်ပါတယ်နောက်လာမယ့်အရှိန်တင်အရှိန်ရှော့လုပ်မယ့်ဗီဒီယိုလေးမှာပြန်တွေ့ကြပါမယ်